ခြေလမ်းမှန်နေတဲ့အာဆင်နယ်ပရီးမီးယားလိဂ်ပွဲစဉ်35မှာကတော့လန်ဒန်ဒါဘီဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ဖူဟန်အသင်းတို့ပွဲစဉ်မှာအာဆင်နယ်အသင်းကအိမ်ကွင်းမှာ3-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဒီနှစ်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဖလားကိုရရှိဖို့အတွက်အားခဲထားတဲ့အခြေအနေမှာအိမ်ကွင်းမှာဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်ခဲ့ပြီးတော့လက်ရှိမှာဆိုရင်အဆင့်နှစ်မှာရှိနေတဲ့မန်စီးတီးအသင်းနဲ့နှစ်ပွဲပိုကန်ထားပြီးတော့6မှတ်အသာနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဘောလုံးရာသီမှာပရီးမီးယားလိရဲ့အမှတ်ပေးဖလားကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပြီးတော့အာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းဟာဆိုလို့ရှိရင်သူတို့ကရမှတ်တူဂိုးကွာခြားချက်အသာစီးရယူမဲ့အသင်းကဖလားကိုရရှိဖို့အတွက်အကောင်းဆုံးခြေနေရှိပါတယ်။ဒါပေမဲ့လက်ရှိမှာဆိုရင်တော့အာဆင်နယ်အသင်းကသူလုပ်ရမယ့်အလုပ်ကိုအကောင်းဆုံးလုပ်ဆောင်ပြီးတော့နှစ်ပွဲပိုကန်ပြီးတော့ရမှတ်6မှတ်အသာနဲ့86မှတ်နဲ့အမှတ်ပေးစရာအဆင့်1မှာဦးဆောင်နေတာဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့လက်ကျန်နှစ်ပွဲကိုအနိုင်ရရှိပြီးတော့ဂိုးပြတ်နိုင်ပွဲတွေဖော်ဆောင်နိုင်မှသာအာဆင်နယ်အသင်းရဲ့အထက်အဆင့်1ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီးတော့ဒီနှစ်သင်းရဲ့အမှတ်ပေးဖလားလူပွဲကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဖူဟန်အသင်းနဲ့ပွဲစဉ်မှာဆိုရင်တိုက်စစ်မှုစစ်တီရဲ့သွင်းဂိုးတွေနဲ့အတူ3-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုရင်တိုက်စစ်မှုဂျော့ဂရက်က2ဂိုးသွင်းပြီးတော့ယာတော်မန်တိုက်စစ်မှုဖြစ်တဲ့ဆာကာဆိုရင်2ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာပဲဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပြီးတော့3-0ဆိုတဲ့ရလဒ်နဲ့ဒုတိယပိုင်းမှာဆိုရင်တက်တောင့်တက်တာနဲ့ပွဲကိုထိန်းပြီးတော့ကစားသွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီလန်ဒန်ဒါဘီဖြစ်တာနဲ့အညီပြိုင်ဆိုင်မှုတွေကပြင်းထန်မယ်လို့ယူဆခဲ့ပေမဲ့လည်းအာဆင်နယ်အသင်းကတော့အိမ်ကွင်းမှာဖူဟန်အသင်းကိုအမှုန့်ကျစ်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ပုံမှန်ပွဲထွက်နေကြအတိုင်းပဲပွဲထွက်ခဲ့ပြီးတော့တိုက်စစ်မှာဆိုလို့ရှိရင်ဒဏ်ရာကနေအပြည့်အဝတက်တာလာပြီးဖြစ်တဲ့ဆာကာလည်းပါဝင်လာတယ်အထောင်တိုက်စစ်မှုနေရာမှာဂျော့ဂရက်ကိုထားပြီးတော့မှဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့တစ်ချိန်လုံးဖူဟန်အသင်းကိုဖိကစားပြီးတော့ဒီပထမပိုင်းမှာတင်ကိုဂိုးပြတ်နိုင်ပွဲဖော်ဆောင်ပြီးတော့ဒုတိယပိုင်းမှာတက်တောင့်တက်တာရှိအောင်ဖိအားကင်းနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဒီနေ့ဘောလုံးရာသီမှာဖလားလေးလုံးလမ်းကြောင်းမှာရှိနေခဲ့တယ်ဆိုပေမဲ့လည်းလက်ရှိမှာဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်ဖလားနဲ့ချန်ပီယံလိဂ်ဖလားနှလုံးရဲ့လမ်းကြောင်းမှာသာရှိနေတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တကယ်ကိုကောင်းခဲ့ပြီးတော့မှချန်ပီယံဆိုတဲ့အရေးအသွေးကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့တိုက်စစ်စင်မှုတွေကတော်တော်လေးကောင်းခဲ့ပြီးတော့ဒီ expected goal အနေနဲ့ဆိုရင်2.49ထိတောင်ရှိခဲ့တာဖြစ်ပါတယ် total shot အနေနဲ့14ချိန်တောင်ရှိခဲ့ပြီးတော့ shot on target က6ချိန်တောင်ရှိခဲ့တာဖြစ်ပါတယ်ဒါ့အပြင်အပိုင်ခွင့်ရေးက4ချိန်လောက်ထိရရှိခဲ့ပြီးတော့အဲ့ဒီ4ချိန်တဲကနေပြီးတော့နှစ်ဂိုးကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ဒီနေ့ဘောလုံးရာသီမှာဝေဖန်မှုတွေကိုအလူးလဲခံခဲ့ရပြီးတော့သူတို့ရဲ့ကစားကွက်တွေကကစားပုံတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေတိုက်စစ်မှုဂျော့ဂရက်အနေနဲ့လည်းပန်နတီသွင်းဂိုးတွေဒီဖော်ရှော်သွင်းဂိုးတွေကသာသွင်းဂိုးတွေရယူတတ်တယ်ဆိုတဲ့ဝေဖန်မှုတွေကလည်းဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂျိုဂရက်ကအဲ့ဒီရဲ့ဝေဖန်မှုတွေကိုအကောင်းဆုံးခြေစွမ်းပြပြီးတော့မှခြေဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်ကိုဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်မန်စီးတီးအသင်းကိုတော့ဂိုးကွာခြားချက်အသာရရှိသွားခဲ့ပြီဖြစ်ပါတယ်သူတို့အနေနဲ့ဒီတိုက်စစ်ပိုင်းကနေပြီးတော့ဂိုးတွေမရဘူးပြောနေတာကိုလည်းဒီပွဲစဉ်မှာအကောင်းဆုံးခြေဖြတ်ပြသနိုင်ခဲ့တာဖြစ်ပါတယ်ပထမပိုင်း9မိနစ်မှာဗစ်တာဂျော့ဂရက်ကနေပြီးတော့သွင်းဂိုးသွင်းယူခဲ့တယ်မိနစ်40မှာဆာကာကနေသွင်းယူခဲ့ပြီးတော့ပထမပိုင်းနာကျင်ချိန်ပို4မိနစ်မှာဆိုလို့ရှိရင်တော့ဂျော့ဂရက်ကထပ်ပြီးတော့သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီသွင်းဂိုးတွေကြောင့်ပဲအာဆင်နယ်အသင်းအနေနဲ့လက်ရှိမှာဆိုရင်ဂိုးကွာခြားချက်က42ဂိုးရရှိသွားခဲ့ပြီဖြစ်ပါတယ်မန်စီးတီးအသင်းဟာဆိုလို့ရှိရင်တော့လက်ရှိမှာ33ပွဲကစားပြီးတော့38ဂိုးကွာခြားချက်ရှိနေတာဖြစ်တဲ့အတွက်လက်ရှိမှာဆိုရင်အာဆင်နယ်အသင်းကနှစ်ပွဲပိုကစားတယ်ရမှတ်6မှတ်လည်းအသာရရှိထားပြီးတော့သူတို့အနေနဲ့လက်ရှိမှာဂိုးကွာခြားချက်က4ဂိုးတောင်ရှိနေတာဖြစ်တဲ့အတွက်အခြေအနေကတော်တော်လေးကောင်းနေခဲ့တာဖြစ်ပါတယ်မန်စီးတီးအသင်းအနေနဲ့လက်ကျန်နှစ်ပွဲမှာအမှားလုံးဝခံလို့မရဘဲနဲ့သူတို့အနေနဲ့အကောင်းဆုံးရှင်ပြိုင်ကစားပြီးတော့နိုင်ပွဲရယူနိုင်ရမယ်ဒါအပြင်ဂိုးပြတ်နိုင်ပွဲတွေဖော်ဆောင်နိုင်မှသာအာဆင်နယ်အသင်းရဲ့အထက်ကိုရောက်ရှိမှာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ဒီနေ့ဘောလုံးရာသီမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဖလားလမ်းကြောင်းတွေပေါ်မှာအကောင်းဆုံးရှိနေပြီးတော့ချန်ပီယံလိဂ်ဖလားတွေပရီးမီးယားလိဂ်ဖလားတွေလည်းရယူဖို့အတွက်အကောင်းဆုံးခြေအနေမှာရှိနေတာဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့လက်ကျန်ကတော့3ပွဲပဲကျန်နေသေးတာဖြစ်ပါတယ်
လက်ကျန်3ပွဲကျန်တဲ့အခြေအနေမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒီတန်းစင်းစုံနားမှာရှိနေတဲ့ဝက်ဆန်အသင်းနဲ့ပွဲစဉ်တစ်ပွဲရှိတယ်။တန်းစင်းစုံထဲမှာလုံးဝတန်းစင်းသွားခဲ့ပြီဖြစ်တဲ့ဘန်လီအသင်းနဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်နောက်ဆုံးပွဲစဉ်မှာကတော့ Crystal Palace အသင်းနဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်3ပွဲမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ဝက်ဆန်အသင်းနဲ့ပွဲစဉ်ကတော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်မြင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဝက်ဆန်အသင်းနဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်သူတို့အနေနဲ့ကတန်းစင်းစုံတွေကိုတောင်ကျသွားနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်သူတို့ရဲ့တန်းစင်းစုံရုံးအားရဲ့ချန်ပီယံဖြစ်မဲ့ချန်ပီယံရဲ့ရုံးအားရဲ့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အာဆင်နယ်အသင်းအနေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်ပရီးမီးယားလိဂ်ဖလားရရှိဖို့အတွက်ဆိုလို့ရှိရင်တော့ပွဲစဉ်တိုင်းကအနိုင်ရရှိအောင်သာမကဂိုးပြတ်နိုင်ပွဲတွေဖော်ဆောင်နိုင်မှသာပို့ပြီးတော့အဆင်ပြေနေမှာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းချင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ